ဒီနေ့ဗီဒီယိုကတော့အိမ်နာမပြူရသေးတဲ့အပြိုကြီးလူပြိုကြီးတွေအတွက်ပါစတာပါရှင်တကယ်လို့သင်ကအိမ်နာမပြူရသေးဘဲနဲ့တည်ဆုံးသွားခဲ့မယ်ဆိုလို့ရှိရင်ဘာဆက်ဖြစ်မယ်လို့ထင်လဲဒီမိခွန်းအတွက်တော့တရုတ်နိုင်ငံကကျေးလက်နေပြည်သူတွေအတွက်တော့အဖြေတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့တည်ဆုံးပြီးသားတစေတွေနဲ့လက်ထပ်ပေးတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်နားစားလွယ်တာမဟုတ်ပါဘူးဒီတစေရီနဲ့လက်ထပ်ခြင်း good marriage လို့ခေါ်တဲ့ဓလိထုံတန်းတစ်ခုတကယ်ရှိခဲ့တယ်ပေါ့နော်တရုတ်လို့ဆိုလို့ရှိရင်တော့ Ming Hong အိန္ဒိယလို့ဆိုလို့ရှိရင်တော့ Prita Kalyanam လို့လည်းခေါ်တယ်ဒီတလေးမှာတည်ဆုံးသွားတဲ့သူတွေအတွက်အမင်္ဂလာအခမ်းအနားကိုအပြည့်အစုံကျင်းပပေးလေးရှိပါတယ်တခါတရံတည်ဆုံးတဲ့သူ2ယောက်ကိုတွဲပေးတယ်တခါတရံမှာတော့အသက်ရှင်တဲ့သူနဲ့တည်ဆုံးတဲ့သူကိုလက်ထပ်ပေးလေးရှိတယ်ပေါ့ဒါပေမဲ့အံ့ဩစရာကောင်းတာတစ်ခုကဒီတလေးက2025ခုနှစ်အထိတောင်မှပဲပျောက်ကွယ်သွားခြင်းမရှိသေးဘူးဆိုတာပါပဲအဲ့တော့ဒီလိုထူးဆန်းတဲ့ဒီဒလေးတွေရဲ့နောက်ွယ်မှာဘယ်လိုမျိုးယုံကြည်မှုတွေရှိနေရလဲဘာလို့လူတွေကဒီနေ့ဒီချိန်ထိဒီလိုဒလေးတွေကိုဆက်လက်ပြီးတော့လုပ်နေရသေးတာလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်ဒီတလေးကလွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်တရုတ်နိုင်ငံရဲ့ရှမ်မင်းဆက်လက်ထက်ကလေးကစတင်ခဲ့တာပဲဖြစ်ပါတယ်လူတယောက်ကတည်ဆုံးပြီးသွားပြီပဲပေါ့နော်ဘာလို့မင်္ဂလာဆောင်ပေးနေရအောင်မလဲလို့တွေးကောင်းတွေးနိုင်ပါတယ်အဓိကအကြောင်းရင်းကတော့3ချက်ရှိပါတယ်ပထမဆုံးချက်ကတော့တရုတ်ရိုးရာအယူအဆပေါ့နော်တရုတ်လူမျိုးတယောက်ကသူကအိမ်နာမပြူရသေးဘဲနဲ့တည်ဆုံးသွားခဲ့မယ်ဆိုလို့ရှိရင်ဒါသူ့ရဲ့ဝိညာဉ်ကအရန်ကိုအထီးကျန်ပြီးတော့ငြိမ်းချမ်းမှုမရဘူးလို့သူတို့ကယူဆကြတယ်အထူးသဖြင့်တော့ဒါတရုတ်အမျိုးသားတွေအတွက်ပေါ့ဒုတိယချက်ကတော့မိသားစုရဲ့ဂုဏ်သိက္ခာပေါ့သူတို့ရဲ့ရိုးရာရာသားအကြီးဆုံးဖြစ်သူကအရင်ဆုံးလက်ထပ်ရတယ်ပေါ့နော်အကယ်လို့အဲ့ဒီသားအကြီးဆုံးဖြစ်တဲ့သူကလက်မထပ်ရသေးဘဲနဲ့သူကတည်ဆုံးသွားခဲ့မယ်ဆိုလို့ရှိရင်သူ့အောက်မှာကြံခဲ့တဲ့ညီတွေညီမတွေကလက်ထပ်လို့မရတော့ဘူးပေါ့နော်အဲ့ဒီအတွက်ဒါတည်ဆုံးသွားတဲ့သားအကြီးဆုံးကိုဝိညာဉ်သူတို့သမီးရှာပေးပြီးတော့သူတို့ကအရင်ဆုံးလက်ထပ်ပေးတယ်နောက်ပြီးတော့မှဒါအောက်ကကြံတဲ့ညီတွေညီမတွေကလက်ထပ်ခွင့်ရကြတာမျိုးပေါ့တတိယအချက်ကတော့ဒါသူတို့သမီးတို့ရဲ့ဝိညာဉ်ခုပိမှန်ပေါ့နော်သူတို့ရှေးတလေးတွေရှာအမျိုးသမီးတစ်ယောက်ကအိမ်နာမပြုတ်ဘဲနဲ့တည်ဆုံးသွားခဲ့မယ်ဆိုလို့ရှိရင်သူမရဲ့နာရေးဆိုင်ဘုတ်ကိုဒါသူမမိဘတွေအိမ်ရဲ့ဒီဖျားစင်ပေါ်မှာထားခွင့်မရှိဘူးပေါ့နော်နောက်ပြီးတော့သူမရဲ့ဝိညာဉ်ဟာလည်းလေလွင့်နေရတတ်တယ်ဒါကြောင့်သူမရဲ့ဝိညာဉ်ကိုအိမ်နာပြုတ်ပေးခြင်းအပြင်ဒါယောက်ျားဖြစ်သူရဲ့မိသားစုဝင်အဖြစ်သတ်မှတ်ပြီးတော့ပူဇော်ခွင့်ရရှိစေတာပဲဖြစ်ပါတယ်ဒီတလေးကတပုံစံနဲ့တော့မဟုတ်ပါဘူးပုံစံကြီး3မျိုးရှိပါတယ်ပုံစံ1ကတော့တေခြင်းလက်ထပ်ခြင်းမှာပထမတစ်မျိုးကလူသေး2ယောက်ကိုလက်ထပ်ပေးတာပါ။တမိုင်းကြောင်းအရအစောဆုံးမှတ်တမ်း BC 1900လောက်ကလေးကရှိခဲ့တယ်လို့ဆိုပါတယ်။တမ်မင်းဆက်ခေတ်မှာဒီဒလေးဟာအထွတ်ထိပ်ရောက်ခဲ့တယ်ပေါ့နော်။တည်ဆုံးသွားတဲ့မင်းသမီးတွေကိုတည်ဆုံးသွားတဲ့မင်းသားတွေနဲ့အထိမ်းများပေးလိရှိပါတယ်။ပုံစံ2ကတော့အသက်ရှင်တဲ့သူနဲ့တည်သူနဲ့လက်ထပ်ပေးခြင်းပါပဲ။ဒုတိယတစ်မျိုးကတော့ပို့ပြီးတော့ထူးဆန်းပါတယ်။အသက်ရှင်နေတဲ့သူတယောက်ကိုတည်ဆုံးသွားတဲ့သူနဲ့လက်ထပ်ပေးတာမျိုးပါ။ဒီလိုလက်ထပ်ပြီးတဲ့အခါမှာအသက်ရှင်တဲ့သူဟာဘဝတစ်လျှောက်လုံးဘယ်သူနဲ့မှပြန်ပြီးတော့လက်ထပ်ခွင့်မရှိပါဘူးသူကတည်ဆုံးသူကိုသူ့ရဲ့အိမ်နောက်ဘက်အဖြစ်တသက်တာလုံးဒါအတူတူပေါင်းတင်ပြီးတော့အနေထိုင်ရတာမျိုးပေါ့ပုံစံ3ကတော့စိစက်ပြီးသားဆုံးတွဲတွေအတွက်ပါစိစက်ပြီးသားဆုံးတွဲအတွက်တယောက်တည်သွားရင်ကြံတယောက်နဲ့ဆက်လက်ပြီးတော့လက်ထပ်ပေးတာမျိုးပေါ့နော်ဒီနေရာမှာတည်ဆုံးသွားတဲ့သူရဲ့အဝတ်အစားတွေတပုံတွေကိုကိုစားပြုပြီးတော့အခမ်းအနားကျင်းပပေးနေရှိပါတယ်ဒီနေ့ခေတ်အထိပေါ့နော်တရုတ်ပြည်မှာကြီးမှာတော့ဒါ court marriage ကတရားမဝင်ပဲဖြစ်ပါတယ်1949ခုနှစ်ကတည်းကတားမြစ်ထားတာပေါ့နော်ဒါပေမဲ့ဒီနေ့ဒီချိန်ထိတော့သူတို့ရဲ့ကျေးလက်ဒေသတချို့မှာတော့ဒါတရားမဝင်လျှို့ဝှက်စွာကျင်းပနေကြတဲ့ပွဲတွေလည်းရှိနေပါသေးတယ်အဲ့လိုမျိုးတရားမဝင်ဖြစ်လာတဲ့အခါမှာတစ်ဖက်တစ်ချမ်းမှာလည်းဒါမှောင်ကိုစည်းကွက်တွေပေါ်ပေါက်လာခဲ့တယ်ပေါ့နော်ဘလို့မှောင်ကိုစည်းကွက်လဲဆိုတော့ဒါသုတေသနတစ်ခုရှာပေါ့နော်အမျိုးသမီးတစ်ယောက်ရဲ့ဒီအလောင်းတစ်လောင်းကိုသူတို့ရဲ့တရုတ်ရွှန်ပေါက်စီ3000ကနေပြီးတော့3သိန်းကျအမေရိကန်ဒေါ်လာ4500ကနေပြီးတော့1000ခွဲအထိပေါက်စီတွေရှိတယ်လို့လည်းဆိုပါတယ်ဒါပေမဲ့ဒီဒလေးတွေကတရုတ်ပြည်တစ်ခုထဲမှာရှိနေတာတော့မဟုတ်ပါဘူးအိန္ဒိယနိုင်ငံတောင်ပိုင်းကရလာနဲ့ခနာတာကပြည်နယ်တွေမှာဒီပရိတာကလျာဏန်တစေမင်္ဂလာလို့ခေါ်အလားတူဒလေးတွေလည်းရှိနေပါသေးတယ်ဒီနေရာမှာမေးစရာရှိတာကအခုလိုမျိုးတိုးတက်နေတဲ့ခေတ်ကြီးတွေမှာပဲပေါ့နော်ဒီလိုဒလေးအကျွင်းအကြံတွေကရှိနေသေးသလားဆိုတဲ့မေးခွန်းတွေပါပဲအဖြေကတော့ရှိနေသေးပဲဖြစ်ပြီးတော့ပိုလို့တော့မှာပဲကြောက်စရာကောင်းတဲ့မှောင်မိုက်တဲ့ရာဇဝတ်မှုတွေအထိဖြစ်ပွားနေတယ်ဆိုတာပါပဲတရုတ်အစိုးရကခေတ်သစ်မှာ ghost marriage ကိုတရားမဝင်ပိတ်ပင်ထားပေမဲ့လည်းရှန်စီနဲ့ဟီနန်လိုကျေးလက်ဒေသတချို့မှာတော့ခိုးလုံနေကြတော့မှဖြစ်ပါတယ်။ဒီတလေးကြောင့်အလောင်းခိုးယူမှုတွေဖြစ်ပွားလာပါတယ်။တည်ဆုံးသွားတဲ့သားဖြစ်သူအတွက်ဝိညာဉ်သူတို့သမီးရှာပေးခြင်းနဲ့မိသားစုတွေဟာလက်လက်ဆက်ဆက်တည်ဆုံးထားတဲ့အမျိုးသမီးရှုပ်အလောင်းတွေကိုဒေါ်လာတောင်းချီပေးပြီးတော့မှောင်ခိုဈေးကွက်မှာဝယ်ယူကြပါတယ်။ဒါကြောင့်တင်ချိုင်းမြေတွေကနေပြီးတော့အမျိုးသမီးရှုပ်အလောင်းတွေခိုးခံရတဲ့ဖြစ်ရပ်တွေကတော့ခဏခဏကြားရ
တတ်ပါတယ်။ပိုဆိုးတာကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတရုတ်နိုင်ငံမှာအမျိုးသမီးတွေကိုတပ်ဖြတ်ပြီးတော့ရုပ်အလောင်းတွေကို ghost marriage အတွက်ပြန်လည်ရောင်းစားခဲ့တဲ့လူသက်ပွဲစားကိုင်းတွေကိုရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တဲ့အမှောင်ပတ်အချမ်းတွေလည်းရှိခဲ့ပါတယ်။တရုတ်ရိုးရာယုံကြည်မှုတစ်ခုကနေပြီးတော့ငွေမတ်တဲ့ရာဇဝတ်မှုတွေအဖြစ်ပြောင်းလဲသွားတာတော့တကယ်ကိုတုန်လှုပ်စရာပါပဲ။လွန်ခဲ့တဲ့2025ခုနှစ်တုန်းကလည်း Facebook ပေါ်မှာအသက်46နှစ်အရွယ်တရုတ်မျိုးသားတဦးကသူကအသက်20အောက်တည်ဆုံးပြီးသားအမျိုးသမီးတဦးရဲ့အလောင်းကိုဒါဝိညာဉ်သူတို့သမီးဖြစ်ပေါ့နော်ရှာဖွေကြော်ညာခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီရှာဖွေမှုကလည်းဒါလူမှုကွန်ရက်စာမျက်နှာပေါ်မှာတော်တော်လေးဝေဖန်ခံခဲ့ရတဲ့ case တစ်ခုလည်းဖြစ်သွားခဲ့ပါသေးတယ်။ Ghost marriage ဆိုတဲ့ဓလေ့ကတရုတ်နိုင်ငံနေမကဘဲနဲ့အချို့သောအာရှနိုင်ငံတွေဖြစ်တဲ့ Taiwan, Korea နဲ့မလေးရှားကတရုတ်နယ်ဖွားတွေကြားထဲမှာလည်းပုံစံမျိုးမျိုးနဲ့ရှိနေတတ်ပါသေးတယ်။ဒီဓလေ့ကအနောက်နိုင်ငံသားတွေအတွက်တော့ကြောက်မက်ဖွယ်ရာတရေကဆန်ဆန်ဓလေ့တစ်ခုလိုမြင်နိုင်ပေမဲ့ဒါကြံရစ်သူမိသားစုတွေအတွက်ကတော့ဒါသူတို့ရဲ့သားသမီးတွေပေါ်ထားတဲ့မြစ်တာနဲ့တာဝန်ကျေပွန်ခြင်းတဲ့စိတ်တွေကြောင့်ဖြစ်ပွားလာတာတွေလို့တော့မြင်ပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ယုံကြည်မှုတစ်ခုကတခြားသူတွေရဲ့အသက်အန္တရာယ်နဲ့တည်ဆုံးသူတွေရဲ့အေးချမ်းမှုကိုနှောက်ယှက်လာပြီဆိုလို့ရှိရင်တော့ဒါပြန်လဲသုံးသပ်ရမယ့်အယူအဆအမှားတစ်ခုပဲဖြစ်ပါတယ်။အဲ့တော့ကြည့်ရှုသူတွေအနေနဲ့ပေါ့နော်ဒီ ghost marriage ဆိုတဲ့ဓလေ့အပေါ်ဘယ်လိုမျိုးမြင်လဲပေါ့နော်တကယ်ပဲတည်ဆုံးသွားတဲ့သူအချင်းချင်းလက်ထပ်ပေးတာပဲဖြစ်ဖြစ်တည်ဆုံးသွားတဲ့သူနဲ့အသက်ရှင်တဲ့သူကိုလက်ထပ်ပေးတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေဟာဖြစ်သိငယ်လားလုပ်သိငယ်လားပေါ့နောက်ပြီးတော့တင်ကလက်မထပ်ပဲနဲ့တည်ဆုံးသွားခဲ့မယ်ဆိုလို့ရှိရင်ရောဒီလိုမင်္ဂလာပွဲမျိုးလုပ်ချင်လားပေါ့အဲ့တော့တင်ရဲ့အမြင်လေးကို comment လေးမှာရေးပေးခဲ့လို့ရပါတယ်ဟုတ်ကဲ့ပါဆုံးလေးကြည့်ရှုပေးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်ရွှေလန်းချမ်းမြေ့ကြပါစေနော်